အခန်းနှစ်ပိုင်နက်နှင့်သတ်မှတ်နယ်ပယ်များငှက်တွေငါးတွေမြောက်ဝံစတဲ့တိရစ္ဆာန်တွေကပိုင်နက်နယ်မြေသတ်မှတ်ပြီးကာကွယ်စောင့်ရှောက်တတ်ကြတဲ့အကြောင်းစောင်းပါးတွေစာအုပ်တွေရေးခဲ့ကြပြီးပါပြီ။ဒါပေမဲ့လူတွေမှာလည်းပိုင်နက်နယ်မြေကန့်သက်ထားမှုရှိတာကိုမကြာခင်နှစ်များကမှတွေးရှိဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ဒီအချက်ကိုသိနာလေထားခြင်းအပြင်လူတစ်ယောက်ရဲ့အပြုအမူနဲ့ပတ်သက်လို့ထိုးထွင်းသိမြင်ရုံသာမကမျက်နှာချင်းဆိုင်တွေးဆုံရာကတုံ့ပြန်ချက်တွေကိုပါအကဲခတ်နိုင်ပါတယ်။ အမေရိကန်မနုဿဗေဒပညာရှင် Edward D. Hall ဟာလူတွေရဲ့ခန္ဓာဝန်းကျင်လိုအပ်ချက်အကွာအဝေးကိုရှေးဦးပထမလေ့လာခဲ့သူဖြစ်ပြီး1960ပြည့်နှစ်ဦးပိုင်းမှာတော့နီးကပ်ပတ်သက်ခြင်းဆိုတဲ့ဝေါဟာရသစ်ကိုတီထွင်ခဲ့ပါတယ်။သူသေသနာတွေကလူသားချင်းဆက်ဆံရေးမှာနားလည်မှုအသစ်ကိုရအောင်လမ်းညွှန်ပေးခဲ့ပါတယ်။နိုင်ငံတိုင်းမှာပိုင်နက်နယ်မြေကိုနယ်ခြားမှတ်တိုင်တွေနဲ့အတိအကျသတ်မှတ်ထားပြီးတခါတရံလက်နက်ကင်အဆောက်နေအောင်ချထားလေးရှိပါတယ်။ဒီထဲကမှပြည်နယ်တွေတိုင်းခရိုင်တွေအဖြစ်နဲ့ထပ်ပြီးခွဲခြားပြန်ပါသေးတယ်။နောက်တစ်ဖန်ပုံငယ်တဲ့ပိုင်နက်တွေကိုမျိုးဆိုပြီးခေါ်ဝေါ်ကြပြန်တယ်။အဲဒီကတစ်ဆင့်ရက်ကွက်လမ်းအဆင့်ဆင့်ခွဲပြီးဆိုင်ရာပိုင်နက်တွေဖော်ထုတ်ကြပြန်လေရောမဟုတ်လား။ပြီးတော့ကိုပိုင်ဆိုင်ထားတဲ့နေရာလေးကိုမျက်နှိုးတွေ့တာစိတ်အသီးသီးနဲ့အကြမ်းဖက်ကျူးကျော်မှုတွေလူရက်တပ်ဖြတ်မှုတွေကိုစုပေါင်းကာကွယ်တက်ကြပြန်ပါတယ်။လူတဦးချင်းအနေနဲ့လည်းသူ့ခန္ဓာကိုယ်ဝန်းကျင်တနံတလျားကိုအထိပါမခံပဲနေရာလက်အကျယ်အဝန်းထားပြီးပိုင်နက်သတ်မှတ်တာမျိုးရှိလေရဲ့လူတဦးရဲ့ကိုယ်ပိုင်နယ်မြေသတ်မှတ်ချက်တွေမှာခြံခတ်ထားတဲ့အိမ်မော်တော်ကားအတွင်းပိုင်းကိုအိတ်ခမ်းကိုကလထိုင်းစသဖြင့်ပါဝင်တဲ့အပြင် Edward D. Hall ရဲ့အဆိုအရဆိုရင်ကိုခန္ဓာပတ်လည်ကလေထုကိုပါထည့်တွက်ရမှာဖြစ်ပါတယ်အခုအခန်းမှာတော့အဲ့ဒီလူခန္ဓာကိုယ်တစ်ဝိုက်မှာကန့်သက်ချက်ထားတဲ့ကွက်လက်ဒါမှမဟုတ်အပိုင်းအခြားကိုဖော်ပြပြီးအဲ့ဒီပိုင်နက်တွေကိုထိပါကျူးကျော်လာရင်လူတွေဘယ်လိုတုံ့ပြန်တတ်တယ်လဲဆိုတာတွေကိုအဓိကထားပြောသွားမှာပါတရိษံအများစုကကိုယ်ခန္ဓာပတ်ဝန်းကျင်သူတို့ကျက်စားရာဒေသတစ်ဝိုက်ကိုသူတို့ရဲ့ပိုင်နက်အဖြစ်သတ်မှတ်ထားကြပါတယ်ဒီပိုင်နက်ဘယ်လောက်ကျယ်မယ်ဆိုတာကတော့အဲ့ဒီတတ္တဝါကြီးပြင်းလာတဲ့ဒေသနဲ့အကောင်ရည်အနည်းများပေါ်မူတည်ပါတယ်အာဖရိကတောနက်တွေကချင်းသေးတကောင်အဖို့ပိုင်နက်နယ်မြေကကီလိုမီတာ90ဒါမှမဟုတ်ဒီထက်မကရှိနိုင်တယ်။ချင်းသေးတွေဟာသူတို့ရဲ့ပိုင်နက်နယ်နိမိတ်ကိုကျင်ကြီးကျင်ငယ်တွေစွန့်ပြီးပိုင်းခြားတတ်ကြရဲဆိုပဲ။တကယ်လို့အုပ်စုလိုက်ကြီးပြင်းလာရတဲ့ချင်းသေးဆိုရင်တော့အကောင်ရည်များရင်များသလိုသူ့ပိုင်နက်သတ်မှတ်ချက်ကမီတာအနည်းငယ်လောက်သာရှိတဲ့အထိကျင်းသွားတတ်ပါတယ်။တခြားသတ္တဝါတွေနဲ့အလားတူလူတွေမှာလည်းပိုင်နက်နယ်မြေရှိပြီးကိုယ်နဲ့မကွာသွားလျာပါသွားတတ်ပေမဲ့အရွယ်အစားပမာဏကတော့သူကြီးပြင်းရာဒေသရဲ့လူဦးရေအနေများလိုက်ပြီးသတ်မှတ်လေးရှိပါတယ်။လူရဲ့ကိုယ်ပိုင်နယ်မြေအကျယ်ဝန်းကိုလူမျိုးအလိုက်ပိုင်းခြားထားတယ်လို့လည်းဆိုနိုင်ပါတယ်။ဂျပန်တွေကလူအုပ်ထဲတူတူဝေးနေရတာကိုကျင့်သားရနေကြဖြစ်ပါတယ်။တခြားလူမျိုးတွေကတော့လူတွေနဲ့ခက်ခွာနေပြီးသူတို့အတွက်နေရာကြဲကြဲလေးယူထားရတာကိုပိုလိုလားပါတယ်။ဘာပဲဖြစ်ဖြစ်ဒီနေရာမှာတော့အနောက်နိုင်ငံကလူတွေရဲ့ပိုင်နက်နယ်မြေနဲ့ပတ်သက်ပြီးပြုမှုလှုပ်ရှားပုံတွေကိုအဓိကထားတင်ပြမှာပါလူချင်းတူပေမဲ့အဆင့်အတန်းခွဲခြားမှုတွေရှိနေတာကလည်းတစ်ဖက်လူနဲ့ဆက်ဆံရမှာအကွာအဝေးစီးခြားမှုတွေကိုပေါ်ပေါက်လာစေတယ်။ဩစတြေးလျ၊နယူးဇီလန်၊အင်္ဂလန်၊မြောက်အမေရိက၊ကနေဒါတို့ကကြားမှာသတ်မှတ်ထားတဲ့ကြားခံနယ်နိမိတ်အကျယ်အဝန်းဟာရေဘူးရအားဖြင့်အတူတူပါပဲ။ဒါနဲ့အများအကွာအဝေးကိုလိုက်ပြီးပိုင်နက်နယ်ပယ်၄မျိုးခွဲခြားနိုင်ပါတယ်။နံပါတ်1ကအနီးကပ်ယဉ်နီးမှုနယ်ပယ်အတွင်းစီ6လက်မကနေ18လက်မအတွင်းသတ်မှတ်နယ်ပယ်အားလုံးမှာပိုင်ရှင်ဖြစ်တဲ့လူကသူ့ပိုင်နက်ခန္ဓာကိုမထိပါအောင်ဂရုတစိုက်နဲ့အစွမ်းကုန်စောင့်ရှောက်ကာကွယ်လေးရှိပါတယ်။ဒါကြောင့်မို့ယဉ်နီးတဲ့သူများသာအထက်ပါဆုံးနယ်ထဲကိုဦးလိုက်သေးလိုက်နဲ့ဝင်ခွင့်ရကြတာပါ။အဲ့ဒီလူတွေထဲမှာချစ်သူတွေမိဘတွေဇနီးခင်မွန်းတွေသားသမီးတွေကလေးတွေဆွေမျိုးတွေအရင်နှီးဆုံးတငယ်ချင်းမိတ်ဆွေတွေပါဝင်ပါတယ်6လက်မထက်ကျော်ပြီးကင်တွယ်ထိပါမှုကိုလင်မယားချင်းသာခွင့်ပြုပါတယ်ဒါကိုအတွင်းကျအနီးကပ်ဆုံးယဉ်နီးတဲ့နယ်ပယ်လို့ခေါ်ရမှာပါနံပါတ်2ကတော့ကိုရေးကိုတာနယ်ပယ်အပြင်စီ18လက်မကနေ48လက်မအတွင်းရှိပါတယ်ဒီအကွာဝေးကတော့ပါတီပွဲတွေရုံးဧည့်ခံပွဲတွေလူမှုရေးအခမ်းအနားတွေမိတ်ဆုံပွဲတွေမှာတခြားလူစီကကျွန်တော်တို့ခွာရက်ကြရတဲ့အကွာအဝေးပါနံပါတ်3ကတော့လူမှုရေးနယ်ပယ်4ပေမှ12ပေအထိရှိပါတယ်လူစိမ်းတွေပိုက်ဆက်သမားလက်သမားစားရသူတွေအိမ်ပတ်ဝန်းကျင်မှာလာပြင်းတဲ့အခါဒီအကွာအဝေးမှာနေကြပါတယ်စားဖို့သမားဈေးသည်တွေ
လုတ်သမားအသစ်တွေကောင်းကောင်းမရင်းနှီးသေးတဲ့လူတွေနဲ့တွေ့ရင်လေဒီအကွာအဝေးကိုသုံးပါတယ်နံပါတ်4ကတော့အများဆိုင်နယ်ပယ်12ပေနဲ့အထက်ကျဲပါတယ်အေယာမလူစုလူဝေးကြီးနဲ့စုံတိုင်းကျွန်တော်တို့ရွေးချယ်နေကြနေသားထိုင်သားရှိတဲ့အကွာအဝေးပဲဖြစ်ပါတယ်ဒီနယ်ပယ်ရဲ့အကွာအဝေးကိုလက်တွေ့အသုံးချပုံတွေလည်းရှိပါတယ်ရင်းနှီးမှုနယ်ပယ်အတွင်းစီးတဲ့ကိုတခြားလူတစ်ယောက်ဟာအကြောင်း2ခုနဲ့ဝင်လာတက်ကြပါတယ်ပထမတစ်ချက်ကတော့ကျူးကျော်ဝင်ရောက်လာသူဟာဆွေမျိုးသားချင်းဒါမှမဟုတ်အရင်းနှီးဆုံးမိတ်ဆွေဖြစ်ပါတယ်ကိုလက်နီးနှောဖို့အတွက်သူသို့မဟုတ်သူမဟာချင်းကပ်လာတာမျိုးလည်းရှိပါတယ်ဒုတိယအနေနဲ့ကျူးကျော်ဝင်ရောက်လာသူကတော့ရန်သူလူဆိုးဖြစ်ပြီးတိုက်ခိုက်လူရက်ဖို့ဇိုအတ္တမအကြမ်းဖက်ဖို့တိုးဝင်လာခြင်းပါလူစိမ်းတွေကိုကိုရေးကိုတာစုံနဲ့လူမှုရေးဆိုင်ရာစုံနေတဲ့ရောက်လာတဲ့အထိတီးခတ်နိုင်ကြပေမဲ့ယင်းဤသူတွေသာဝင်ရတဲ့ပိုင်နက်တွေကိုထိုးဖောက်လိုက်ရင်တော့ကျွန်တော်တို့ကိုအတွင်းမှာခန္ဓာဗီဒဖြစ်စဉ်အရာပြောင်းလဲလှုပ်ရှားမှုတွေဖြစ်လာတော့တာပါပဲနှလုံးခုန်တွေပုံမြန်လာမယ်သွေးတွေအုံနောက်ကိုစူပွက်စီမယ်အကြောအချင်တွေယုံထလာပြီးခုခံတိုက်ခိုက်ဖို့အသင့်ပြင်မယ်ဆိုလိုရင်းကခင်ဗျားအနေနဲ့တွေ့ကစားလူတယောက်ကိုတရင်တနည်းနဲ့လက်ဆွဲမယ်ပခုံးသွားဖက်မယ်ဆိုရင်တစ်ဖက်လူကခံချင်မှာမဟုတ်ပါဘူးမကြေမချမ်းဖြစ်သွားမှာပါသူ့ရင်ထဲမှာအောင်းတက်တက်ခံစားနေရကယုံဖယ်ဖို့ကြိုးစားမှတေးချတယ်တကယ်လို့ပြုံးပြတယ်ဆိုရင်တော့သူကကြည်ဖြူတဲ့သဘောနဲ့ရံမလုပ်ဘူးလို့အချက်ပြတာပါတစ်ဖက်လူကိုကတိကအောက်မဖြစ်စေပဲပေါင်းတင်ဆက်ဆံရေးအဆင်ပြေချင်နေဆိုရင်တော့ခက်ဝေးဝေးမှနီးဆိုတဲ့ရွှေစည်းမြင်းကိုလိုက်နာဖို့ပါပဲဒါပေမဲ့ယင်းနှီးမှုရလာတော့လဲယင်းနှီးတဲ့အလျောက်သူတို့ရဲ့ပိုင်နက်စုံတဲ့ပိုဝင်ခွင့်ရကြလေရှိပါတယ်ဥပမာလူသစ်တစ်ယောက်ကအလုပ်ဝင်ခါစားမှာသူ့ကိုတခြားဝန်ထမ်းတွေက ATA ဆက်စိန်ကားတယ်လို့ရှိမယ်သူ့အကြောင်းပိုသိလာတဲ့အချိန်အထိလူမှုရေးစုံနေတဲ့တော့အဝင်ခံနေတာပါလုပ်ဖို့ကိုင်ဖက်တွေနဲ့ဒီလူအကြောင်းအပေါင်းတင်လို့အဖွဲကျသွားပြီဆိုတော့လေသူတို့ကြားမှာပိုင်နက်နယ်မြေတွေကျင်းသက်ကျင်းသွားရာကသူတို့ရဲ့ကိုရေးကိုတာနယ်ပယ်ထဲတာမကတော့ဘူးအနီးကပ်ရင်းနှီးတဲ့ဇုံတွေတဲ့အထိထိတ်ပုတ်ခေါင်းပုတ်ဖက်လဲတကယ်နဲ့ဝင်ခွင့်ရသွားတော့တာပါအနောက်တိုင်းတလေနှုတ်ဆက်အနမ်းဂုံပြူအနမ်းနှစ်သက်ကူအနမ်းတွေမှာကိုချင်းခွာထားကြတာကိုတွေ့ရပါလိမ့်မယ်သမီးရီးစားချင်းကြတော့ကိုချင်းတသားတည်းကြအောင်ပူးကတ်ထားကြတယ်ကိစ္စကြီးငယ်ကိုလိုက်ပြီးနယ်ပယ်သတ်မှတ်ချက်တွေကိုချွင်းချက်ပေးတာလည်းရှိပါတယ်ဆိုတော့အုတ်ချုပ်ရရရှိတယောက်ကသူ့လက်အောက်ကရုံးအကူလေးနဲ့အတူငါးသွားများနေတဲ့အချိန်မှာသူ့ရဲ့ကိုရေးကိုတာနယ်ပယ်လူမှုရေးစုံနဲ့ဒါမှမဟုတ်ရင်းနှီးတဲ့ဇုံထဲအထိဝင်ခွင့်ပေးထားမှဖြစ်ပါတယ်ဒါပေမဲ့ရုံရောက်တဲ့အခါကျတော့အဲ့ဒီအရာရှိကသူ့ငါးများဖို့ရုံးအကူလေးကိုလူမှုရေးစုံနယ်ထဲမှာပဲထားပြီးဒူးနေရဒူးတော်နေရတော်ဆိုသလိုဆက်ဆံမှာပါလူတွေစုပြုံအောင်ခဲနေတဲ့ဖျော်ဖြေပွဲတွေရုပ်ရှင်ပွဲတွေဓာတ်လေကမီးရထားဘတ်ကားတွေထဲမှာမလွဲမရှောင်သာတခြားလူတွေရဲ့ရင်းနှီးတဲ့ဇုံနဲ့အတွင်းပိုင်တဲ့တွေကိုတိုးဝေးရတာမျိုးရှိပါတယ်အဲ့ဒီအခါမျိုးမှာတစ်ဖက်ကတုံ့ပြန်မှုတွေဟာစိတ်ဝင်စားစရာကောင်းသလောက်အင်မတန်ဂရုပြုမှတ်သားထိုက်ပါတယ်အနောက်တိုင်းယဉ်ကျေးမှုတလေအရာဓာတ်လေကဒါမှမဟုတ်ခရီးသည်တင်ရင်တွေထဲလူကျက်နေတဲ့အခါမှာစာနဲ့ပေနဲ့ပြဋ္ဌာန်းထားတာမဟုတ်ပေမဲ့လိုက်နာကြတဲ့စည်းကမ်းတွေရှိပါတယ်အဲ့ဒီစည်းကမ်းတွေထဲမှာအခုပြောမယ့်အချက်တွေလည်းပါဝင်ပါတယ်နံပါတ်1ခင်ဗျားရဲ့အသီးတစ်ယောက်ပါနေတယ်ဆိုရင်တော့ဘသူ့ကိုမှစကားမပြောသင့်ပါနံပါတ်2တခြားလူတွေကိုအကြာကြီးစိုက်ကြည့်တာမျိုးကိုရှောင်ကျဉ်ရပါမယ်နံပါတ်3မျက်နှာထားကိုခက်တီတီပဲထားပါအတွင်းစိတ်လှုပ်ရှားမှုခံစားမှုတက်ကြွမှုတွေမှန်သမျှမပြားမိပါစေနဲ့နံပါတ်4စာအုပ်ဒါမှမဟုတ်သတင်းစာပါရင်အဲ့ဒါကိုပဲအာယုံစိုက်နေတဲ့ပုံပြပါနံပါတ်5လူတွေများလေလေကိုလှုပ်ရှားမှုအ ਨੇ ဆုံးနဲ့ငြိမ်နေတာကောင်းလေပါပဲနံပါတ်6ဓာတ်လီကားထဲမှာဆိုရင်ရှေ့ကအထက်နံပါတ်အကွက်တွေကိုပဲစိုက်ကြည့်နေပါရင်အမျိုးမျိုးစီးပြီးအလုတ်သွားအလုတ်ပြန်တေးပြေးရှင်ပြေးပြေးနေရသူတွေစီကဒုက္ခသိပ်ကြီးတာပဲစိတ်ကုန်နေစိတ်ညစ်တယ်စားတဲ့ညီးတန်တွေမပြတ်တမ်းကြားနေကြပါဒါဟာဘဝဒုက္ခတွေရဲ့ခံစားမှုမပါခက်တီတီကြီးနဲ့စိမ့်ကားတဲ့မျက်နှာတွေကိုအမြဲတွေ့နေရလို့ဖြစ်ပါတယ်ပြီးတော့သူတို့ဟာလူကဲခတ်လွဲသလိုအထက်ကစီးမြင်းတွေကိုသဘောမပေါက်လို့ပါလူတွေအုပ်တင်ဖွဲ့နေတဲ့နေရာတွေမှာသူတို့ရဲ့ပိုင်နက်အတွင်းစီးကိုမလွဲမကင်းတာကျူးကျော်ထိပါခြင်းမခံရအောင်ခုနပြောခဲ့တဲ့စည်းကမ်းတွေအတိုင်းကျင့်သုံးပြီးမျက်နှာထီးမျက်နှာထားနဲ့တင်းမာခက်ထန်နေတယ်ဆိုတာလေးလာသူတယောက်အနေနဲ့နားနေနိုင်ပါတယ်မယုံရင်ရုပ်ရှင်ယုံထဲကိုနောက်ကျခံပြီးဝင်သွားကြည့်လိုက်မမြင်ဘူးတဲ့မျက်နှာတွေနဲ့ထိုင်ကုန်တွေကြားမှာ
ခမရလူကြားတဲ့လိုက်နာရမယ်ရေးမထားတဲ့စီကံချက်တွေကိုအလိုလိုနာခံပြီးသားဖြစ်ပြီးတော့ကိုထိုင်ကုန်ရှိရာကိုစိတ်ရုပ်တရုပ်လိုတရွေ့ရွေ့တလှုပ်လှုပ်တိုးသွားမိမှာပါဒီကြားတဲ့ပူညံနဲ့ညူစုတန်တွေလည်းကြားကောင်းကြရအောင်မယ်ကိုနံပါတ်ကိုထိုင်မိပြန်တော့လေဘေးကမျက်နှာစိမ့်နဲ့လက်တင်တန်းကိုလူဖို့စူးစမ်းမိပြန်ရင်လည်းကြည်မှာမဟုတ်ဘူးဒါကြောင့်လဲလူတွေကမီးမောင်မချခင်ရုပ်ရှင်မပြခင်ယုံထဲကိုအရောက်ဝင်ကြတာပါရုပ်ရှင်ယုံဘတ်ကလူပြည့်နေတဲ့ဓာတ်လီကဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုခြံရံထားသူတွေကကိုနဲ့မသိတဲ့မျက်နှာစိမ့်တွေကြီးပဲဆိုတော့ကိုနဲ့သူ့နဲ့ခွဲထားကြပြီးအမှားလဲမခံကြတာတွေ့ရပါလိမ့်မယ်ဒေါသထွက်နေတဲ့လူအုပ်ကြီးကြတော့သူတို့နယ်ပယ်ကိုတဦးချင်းကျူးကျော်တာမျိုးရုတ်တရက်တုံ့ပြန်လေးမရှိကြပါဘူးလူတွေကြက်သိပ်များပြားလာတာနဲ့အမျှတယောက်ချင်းအတွက်ပိုင်နဲ့နေမြေတွေကျင်းလာသလိုဒေါသစိတ်တွေပိုပွားလာတယ်တိုက်ခိုက်ဖို့အစင်သင့်ဖြစ်နေကြပါတယ်ဒီသဘောတရားကိုပဋိပက္ခနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေကအပိုင်ကိုင်းပြီးတိုးဝင်ဖြိုခွင်းပြီးတော့တဦးချင်းရဲ့ပိုင်နဲ့တွေကိုဖန်တီးလိုက်တယ်လူအုပ်ကြီးကိုငြိမ်သက်သွားအောင်လုပ်တတ်ကြပါတယ်မကြခင်နှစ်များကမှအစိုးရနဲ့မြို့တော်စီမံကိန်းအဖွဲ့ဝင်တွေကလူတဦးချင်းရဲ့ပိုင်နဲ့တွေကိုထိခိုက်စေတဲ့ကြက်ညက်နေမှုကိုဖျက်ရှင်းပေးဖို့နေရာချထားရေးအိမ်ယာစီမံကိန်းတွေချမှတ်ခဲ့ကြပါတယ်။နေရေးထိုင်ရေးပြုတ်သိပ်ကျက်တဲ့ခြင်းနဲ့ပတ်သက်လို့အမေရိကန်နိုင်ငံမေရီလန်းပြည်နယ် James Island ကသမင်ကောင်လေးလာချက်ကိုတာတကပြချင်ပါတယ်။အဲ့ဒီကျွန်းလေးမှာသမင်တွေဟာအစာရည်စားပေါ်များတယ်။ကူးစက်ရောဂါဖြစ်ခြင်းလည်းမရှိဘူး။တက်ဖြတ်ခံရမှုတွေကင်းမဲ့ရက်သားနဲ့တဖြုတ်ဖြုတ်တေးကုန်ကြရတယ်။သမင်တွေသာမကဘူးကြွက်နဲ့ယုံတွေလည်းမယုံနိုင်လောက်တဲ့နှုံနဲ့တေးကြရတယ်လို့လေ့လာသိရှိလိုက်ရတယ်။အဆုံးကြတော့အဲ့ဒီသမင်တွေဟာသမင်ဥယေတိုးပွားကျက်တဲလာမှုကြောင့်ကိုယ်ပိုင်စုံနဲ့ကျင်းမြောင်းလာပြီးတော့ကြောက်ကက်အကျိတ်တွေအစမတန်အလွတ်လုခဲ့ကြလို့ကျမ်းမာရေးထိခိုက်သေးဆုံးခဲ့ရတယ်ဆိုတာအဖြေတွေးလိုက်ရပါတယ်။ကြောက်ကက်အကျိတ်တွေကခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုပြန်လည်ထုတ်လုပ်မှုခန္ဓာကိုယ်ရဲ့ခုခံကာကွယ်မှုတွေကိုထိန်းညှိပေးရမှာအရေးကြီးတဲ့ကဏ္ဍကပါဝင်ပါတယ်။ဒီတော့လူဦးရေမတန်တဆတိုးပွားမှုကရုပ်ပိုင်းဆိုင်ရာဖိစီးမှုကိုဖြစ်စေပါတယ်။ငတ်မွတ်ခေါင်းပါမှုယောဂကူးစက်မှုတစ်ဖက်ကရန်လုံးမှုတွေထက်ပိုပြီးထိခိုက်စေတဲ့ဆိုရမှာပါ။ဒါနဲ့အမျှလူတွေပြုတ်သိပ်ကျက်တဲပြီးနေရတဲ့ဒေသတွေမှာရာဇဝတ်မှုနဲ့အကြမ်းဖက်မှုနှုန်းတွေအမြင့်မားဆုံးဖြစ်တာလည်းတွေ့နိုင်ပါတယ်။ရဲဘက်ဆိုင်ရာအမှုစစ်တွေကပိုင်နက်ကျူးကျော်တဲ့ပရိယာတွေနဲ့အစ်စ်ခံဒုစရိုက်သမားတွေရဲ့တင်းခံမှုတွေကိုဖြိုခွဲခဲ့ကြပါတယ်။သူတို့ဟာဒုစရိုက်သမားတွေကိုလက်တန်းမပါတဲ့ခုံနဲ့အခန်းကျယ်ကြီးအလယ်မှာထိုင်ခိုင်းပြီးသူ့ရဲ့ရင်းနှီးတဲ့လူတွေကိုမှဝင်ခွင့်ပေးတဲ့နေပဲ့တွင်းစည်းကိုပိုင်ဆိုးပိုင်နှင်းဝင်ပြီးမေးခွန်းထုတ်တယ်။သူ့ကိုစိတ်တက်ကြစိတ်တိုးစေပြီးအပြေတွေအန်ထွက်စေပါတယ်။လူချင်းတဲ့အပြေမရမချင်းအဲ့ဒီနေရာကိုအပိုင်စီးထားတာပါ။ဒီလိုနဲ့အချိန်တို့အတွင်းမှာဒုစရိုက်သမားရဲ့ခန္ဓာရည်ကိုအရေးဖြောပြီးလူချင်းတာရအောင်ယူသွားနိုင်ကြတာပါ။တခြားပုံကိုယ်တွေကလည်းအလားတူပိုင်နဲ့ကျူးလွန်မှုနဲ့စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ပြီးလူချင်းတဲ့သတင်းတွေနှိုက်ထုတ်တတ်ကြလေရဲ့။ဒါပေမဲ့ကုံတယ်တယောက်ဟာဝယ်သူနဲ့ဆက်ဆံရမျိုးမှာတော့ဒီပုံစံမျိုးသွားသုံးရင်မိုက်မဲလွန်းရကြမှာအမှန်ပါပဲလူတယောက်ဟာရုပ်ရှင်ကထိုင်ကုန်တစ်ခုံအစည်းအဝေးစပွဲကကလထိုင်တစ်လုံးတင်းနစ်ကစားရုံမျက်နှာတုပ်ပွားချိတ်တန်းကဇိတ်ချိတ်တဲ့နေရာတနေရာယူမယ်ဆိုရင်နှစ်ယောက်ကြားမှာအကျယ်ဆုံးအကောင်းဆုံးနေရာရအောင်ယူမယ်ဆိုတာပေးတဲ့နောက်မေးကြမလို့အဲ့ဒီရည်ရွယ်ချက်ကဘေးလူကိုစော်ကားမော်ကားလုပ်ဖို့တော့မဟုတ်ပါဘူးတကယ်တော့ဘေးလူနဲ့မနီးလွန်မဝဲလွန်ပဲအလေကြကိုနေရာကိုပိုင်နဲ့လေးကိုတတင်ကအရာယူလိုက်တဲ့သဘောပါပဲချွင်းချက်တစ်ခုတော့ရှိတယ်သူတေသနာပြုချက်တွေအရတန်းစင်ခန်းတွေမှာတော့90%လောက်ဟာအစွန်ဆုံးနေရာကိုရွေးချယ်ကြပြီးအစွန်ဆုံးကိုမရမှအလေကိုဝင်တက်ကြတာတွေ့ရပါတယ်လူမျိုးအလိုက်နေပဲတတ်မှတ်မှုနဲ့အကျိုးဆက်တွေလည်းရှိပါတယ်မကြခင်ကမှဒိမတ်နိုင်ငံကနေစစ်ဒနီမြို့ကိုပြောင်းလာကြတဲ့လူငယ်ဇနီးမောင်နှံစီကကလပ်အသင်းတစ်ခုကိုဝင်ဖို့ကမ်းလှမ်းခဲ့ကြတယ်သူတို့အသင်းသားဖြစ်ဖို့ဘာကြမလဲအသင်းသူတွေကယောက်ျားဖြစ်သူဟာအတင့်ရဲလွန်းတယ်လို့ပြောလာကြသလိုအသင်းသားတွေကလည်းအမျိုးသမီးရဲ့အမူအရာတွေဟာမြူဆွဲရာရောက်နေတယ်လို့ထင်ကြပါတဲ့အမှန်တော့ဥရောပတိုက်သားတွေကသူတို့ရဲ့ယဉ်နှီးမှုနယ်ပယ်အတွင်းစည်းကို10လက်မကနေ12လက်မလောက်သာကန့်သတ်ထားတယ်တချို့ဆိုအဲ့ထက်တောင်ပေါင်ကျင်းသေးတယ်ခုနဒိမတ်စုံတွေကတော့ယဉ်နှီးမှုအတိုင်းအတာကို20လက်မလောက်အထိယူထားတဲ့နိုင်ငံသားတွေပြီးဩစတြေးလျသားတွေရှိရာ10လက်မလောက်အထိဘာသဘောမှမထားပဲကန့်မိခဲ့ကြတာဖြစ်ပါတယ်ဒိမတ်နိုင်ငံသားတွေအနေနဲ့မျက်လုံးအကြည့်မှာဩစတြေးလျနိုင်ငံသားတွေထက်ပိုများတတ်တာမို့တစ်ဖက်သားရဲ့အထင်လွဲခံရတာပါ
အမျိုးသမီးတစ်ယောက်ရဲ့ပိုင်နက်နယ်ပယ်ထဲအမျိုးသားတဦးကကျူးကျော်ရာရောက်သွားခဲ့ရင်မလိုလားတဲ့သဘောတွေပြပါတယ်။သူ့အတွက်နေသားတဲ့အထိနောက်ဆုတ်သွားမယ်။ကိုပိုင်စုံနဲ့ကြကြဲမထားတတ်တဲ့တောသားအနေနဲ့တော့ရှေ့တိုးကမ်းမိမှာပါ။ဒါကိုအမျိုးသမီးကတတ်မဲ့လိုင်းနှောက်ရှက်တာပဲလို့ယူဆလိမ့်မယ်။စန့်ကျင်ဘက်လိန်ရဲ့ယဉ်နှီးမှုစုံနယ်ထဲတိုးဝင်တာဟာစိတ်ဝင်စားမှုကိုပြသရာရောက်တယ်လို့အကဲဆန်းတာလို့လည်းခေါ်ကြပါတယ်။တကယ်လို့တစ်ဖက်ကအလိုမကျရင်ရက်တန်းကရက်ဒါမှမဟုတ်နောက်ဆုတ်ဖို့ပါပဲ။ကြည်ဖြူတယ်ဆိုရင်တော့ဆက်နေခွင့်ရှေ့တိုးခွင့်ရှိတာပေါ့။ခုနဒိမတ်စုံတွဲတွေအတွက်တမယိုးကြဆက်ဆံမှုဟာဩစတြေးလျတွေအဖို့အကဲဆန်းတဲ့သဘောတက်ဝင်သွားပါတယ်။ဒိမတ်တွေဘက်ကကြည့်ပြန်တော့လေဩစတြေးလျသားတွေဟာအေးဆက်ဆက်နိုင်ပြီးဆက်ဆံရေးကျဲတယ်လို့ထင်ကြရပါပဲ။တခါကအမေရိကန်မှာကျင်းပတဲ့ညီလာခံတစ်ခုမှာအမေရိကန်တွေဟာတယောက်နဲ့တယောက်တပေခွဲကျော်ကနေ6ပေအထိခွာပြီးစကားပြောကြတာတွေ့ရပါတယ်။အဲ့ဒီကြားထဲမှာဂျပန်တယောက်ဟာအမေရိကန်တဦးနဲ့စုံတော့ရှေ့တိုးနောက်ဆုတ်နဲ့အခန်းထဲပတ်ပြေးသလိုဖြစ်သွားပါလေရော။တကယ်တော့နှစ်ယောက်စလုံးကသူတို့စိတ်ကြိုက်ရက်တည်မှုအနေထားကိုအရာယူကြတာပါ။ဂျပန်အနေနဲ့ယဉ်ကျေးမှုနယ်ပယ်ကို10လက်မအတွင်းသတ်မှတ်ထားတော့သူကအနီးကပ်စကားပြောဖို့ကြိုးစားတာဖြစ်ပေမဲ့အမေရိကန်ကြီးအဖို့တော့သူ့ရဲ့ပိုင်နက်ကိုဇွတ်တိုးအဝင်ခံရရောက်ပြီးသူလိုချင်တဲ့အကွာဝေးရအောင်နောက်ဆုတ်ပြေးတာပဲဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုမှတ်တမ်းကိုအမြန်နှုံးနဲ့ပြလိုက်တဲ့အခါဂျပန်ကြီးကဥဆောင်ပြီးအခန်းထဲမှာ2ယောက်သာလိုက်တန်းပြေးတန်းကနေသလိုဖြစ်သွားတော့တာပေါ့။ဒါကြောင့်လဲညှိနှိုင်းဆွေးနွေးကြရမှာအာရှနိုင်ငံသားတွေနဲ့အမေရိကန်သားတွေဥရောပသားတွေနားလည်မှုလွဲကြကုန်တော့တာပါ။အမေရိကန်နဲ့ဥရောပသားတွေကအာရှသားတွေကိုဇွတ်တရွတ်နဲ့ယဉ်နှိမှုပိုလွန်းတယ်လို့အောက်မေ့ကြသလိုအာရှသားတွေကလည်းအနောက်တိုင်းသားတွေအပေါ်မာရီကြောရီနိုင်နေအေးဆက်ဆက်ဒစိမ့်ပြင်းပြင်းကြီးတွေလို့မြင်တွေ့ကြတော့တာပါပဲလူမျိုးအလိုက်ယဉ်ကျေးမှုဓလေ့ထုံးစံတွေမတူကြသလိုပိုင်နဲ့နေမြေတွေကန့်သက်မှုတွေကွာခြားတာကိုအရေးမထားမိကြလေတော့အထင်အမြင်တွေလွဲကုန်ကြရတာပဲဖြစ်ပါတယ်ပြောခဲ့တဲ့အတိုင်းပဲလူတကိုရဲ့ပိုင်နဲ့အကျယ်ဝန်းဟာသူနေထိုင်ရာဒေသကလူဦးရေအစိတ်အကျဲပေါ်မူတည်နေပါတယ်လူနေကျဲရအရက်မှာနေသူများဟာလူနေထူထပ်တဲ့မြို့ပေါ်နေသူတွေထက်ပိုင်နဲ့နေမြေပိုယူတာကိုတွေ့ရပါတယ်လူတစ်ယောက်လက်ဆက်နှုတ်ဆက်တဲ့အကွာအဝေးကိုကြည့်ုံနဲ့သူဟာမြို့သားလားတောသားလားသိနိုင်ပါတယ်မြို့သားတွေအနေနဲ့လက်ဆွဲနှုတ်ဆက်ချိန်မှာကိုပိုင်နယ်ပယ်ကိုလက်မ20အထိသာထားလေရှိပါတယ်တောအရက်ဒေသမှာကြီးပြင်းလာသူတွေအဖို့တော့လူနေကျဲရမှာနေခဲ့ကြရသလိုပိုင်နဲ့အကျယ်အဝန်းကလက်မ40နဲ့အထက်မှာရှိတယ်ဝမ်ဘိုက်ကနေတိုင်းတဲ့အကွာအဝေးပဲဖြစ်ပါတယ်တောသားတွေဟာမြေကြီးပေါ်ခြေကုပ်ယူပြီးမှလက်ဆန်းထုတ်လို့ရှေ့ကိုကိုင်းညွတ်ပြီးနှုတ်ဆက်နေကြပါဒီထက်ပိုပြီးအနေဝေးလို့လူဦးရေပါတဲ့တောင်ပေါ်ဒေသမျိုးကလူတွေကြတော့ကိုပိုင်ဆက်ဆံရေးဇုံတွေကိုအပြင်စည်းအနေနဲ့14-5ပေလောက်အထိချိတ်ထားတတ်ပါတယ်သူတို့ဟာလက်ဆွဲနှုတ်ဆက်တာထက်အဝေးကြီးမှရက်ပြီးလက်ပြနှုတ်ဆက်ရတာကိုပိုနှစ်သက်ကြလေရဲ့မြို့ဈေးတွေဟာလူမနီးသူမနီးတောင်ရတဲကယာသမားတွေကိုယာလုတ်ကရိယာတွေရောင်းဖို့အော်ခေါ်လေးရှိကြပါတယ်။ယာသမားအနေနဲ့ပေ25ပေပေ30လောက်တခါတလေဒီထက်မကဝေးရာကနေပြန်ထူးပါလိမ့်မယ်။သူ့အဖို့အနီးကပ်လက်ဆွဲနှုတ်ဆက်တာဟာသူ့ပိုင်နက်ကိုကျူးကျော်ရာရောက်ယုံမကမယုံသင်္ကာစိတ်ဝင်သွားနိုင်ပြီးခုခံတားဆီးဖို့တောင်ကြံနိုင်ပါတယ်။အထာကျွမ်းတဲ့နယ်လက်ဈေးတဲ့တူဟာတောသားတယောက်ကိုခက်ခွာကပဲလက်ဆွဲနှုတ်ဆက်မှာဖြစ်ပြီးတော့တောသူတောသားကလည်းအဝေးကလက်ပြတာဟာသူတို့ရဲ့ယဉ်ကျေးမှုတလေးပါပဲလူတယောက်ပိုင်ဆိုင်တဲ့ပစ္စည်းဒါမှမဟုတ်နေရာကိုတကိုးစားဝင်းကျင်လိုပဲတီးတန့်အသုံးပြုနေကြကပုံမှန်ဖြစ်ပါတယ်အိမ်ရုံးခန်းမော်တော်ကားစတဲ့အရာတွေမှာပိုင်နဲ့ကန့်သက်မှုတွေရှိပြီးတော့တတိုင်းတွေဂိတ်တွေတကားတွေနဲ့နယ်နိမိတ်ပိုင်းခြားထားတာကိုတွေ့ရပါမယ်ပိုင်နဲ့တိုင်းမှာလည်းတဆင့်ပိုင်နဲ့ငယ်တွေခွဲခြားထားကြပြန်ပါတယ်ဥပမာအိမ်တအိမ်မှာမိဖို့ချောင်နဲ့ဝှက်လျှော်ခန်းဟာအိမ်ရှင်အမျိုးသမီးရဲ့ကိုပိုင်နယ်ပယ်ဖြစ်ပြီးသူလှုပ်တုံးကိုင်းနေတော့မှတခြားလူအဝင်မခံပါဘူးလုပ်ငန်းရှင်တဦးအနေနဲ့လည်းသူ့အလုပ်စပွဲနဲ့အစည်းအဝေးခန်းကထိုင်နေကြနေရရှိမှဖြစ်တယ်စားတောက်ခန်းတွေမှာလည်းကိုယ်စိတ်ကြိုက်ရွေးချယ်ထားတဲ့စပွဲခုံရဲလို့ရှိနေကြပါအိမ်မှာဆိုလဲအိမ်ထောင်ဦးစီးဖြစ်တဲ့ဖခင်အတွက်တီးသက်နေရတစ်ခုဖယ်ထားရစမြဲပါတချို့နေရာတွေမှာကိုပိုင်ပစ္စည်းတစ်ခုခုနဲ့နေရာဦးထားတတ်ကြတာတွေ့ရပါလိမ့်မယ်တချို့ညစာစားပွဲတွေမှာဆိုင်ရာပုဂ္ဂိုလ်အတွက်နာမည်ထိုးပေးထားတာတောင်ရှိပါတယ်အစည်းအဝေးခန်းမှာဆိုရင်လည်းမိမိပိုင်နဲ့ဖြစ်တဲ့လက်မ20အတွင်းမှာဘောပန်တွေစာအုပ်တွေနဲ့ကုတ်အင်ကြီးတွေတင်ထားခြင်းအပြင်ပိုင်ရှင်ရှိကြောင်းအသိပေးထားတတ်ပါတယ်
ဒေါက်တာ Desmond Morris ရဲ့လေ့လာဖော်ထုတ်ချက်အရစာကြည့်တိုက်စပွဲပေါ်မှာစာအုပ်သို့မဟုတ်ကိုယ်ပိုင်ပစ္စည်းတစ်ခုကိုတင်ပြီးဒီနေရာလူရှိတယ်လို့ပြသထားမှုဟာပြန်မြ88မိနစ်လောက်အထိကြာတတ်ပါတယ်။ကလထိုင်နောက်မီမှာကုတ်အင်ကြီးလွှမ်းထားတာကတော့2နာရီခန့်အထိရှိတတ်ပါတယ်။အိမ်မှာတော့စေးတံသို့မဟုတ်မဂ္ဂဇင်းတအုပ်အုပ်နဲ့သူ့နေရာဖြစ်ကြောင်းပြထားတတ်ပါတယ်။အိမ်တအိမ်ကိုရောက်သွားရင်လည်းအခန်းထဲမှာတော့ဧည့်သည်ထိုင်ဖို့နေရာနဲ့အင်ရှင်နေရာရဲ့လို့အတွင်းကျိတ်သတ်မှတ်ထားတာမျိုးရှိတာမို့ဧည့်သည်အနေနဲ့အင်ရှင်ရဲ့အရေးအကဲကိုကြည့်ပြီးတင့်တော်တဲ့နေရာကိုရွေးထိုင်ဖို့လိုပါတယ်။စိတ်ပညာရှင်တွေကရင်မောင်းသူတွေဟာလူမှုဆက်ဆံရေးနယ်ပယ်ကတမယိုးကြပိုင်တဲ့သတ်မှတ်မှုထက်နေရာပိုယူတတ်ကြတယ်လို့ဆိုကြပါတယ်။တနည်းအားဖြင့်တဦးချင်းပိုင်နဲ့ပိုင်ဆိုင်မှုထက်မော်တော်ကားတွေက10ဆလောက်ပိုကြပါတဲ့။ဒါကမော်တော်ယာဉ်ရဲ့ရှေ့နဲ့နောက်ပေ25ပေ30လောက်အထိသူတို့ပိုင်နဲ့ကိုချဲ့ထွင်သတ်မှတ်တဲ့သဘောပါ။တကယ်လို့သူ့ကားရှိကတခြားယာဉ်တစ်ခုဖြတ်ဝင်လာရင်ရင်ချင်းမတိုက်မိတဲ့တိုင်အောင်ကားမောင်းသူဟာစိတ်တူစိတ်ဆိုးပြီးတစ်ဖက်လူကိုကျိန်းလာမောင်းလာရန်လုပ်တတ်ပါတယ်။ဒါကိုဓာတ်လေကားတဲ့လူတစ်ယောက်ဝင်မဲ့စစ်စစ်သူရှိကတစ်ယောက်ဖြတ်ဝင်တဲ့အဖြစ်နဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။အဲ့ဒီနေရာမှာတော့ဖြတ်ဝင်ခံရတဲ့လူကတာမန်အားဖြင့်ခွင့်လွှတ်နေကြဖြစ်တဲ့နောက်လူကိုဦးစားပေးပြီးဝင်ခွင့်ပြုတတ်ကြပါတယ်။ဒါကလမ်းပေါ်မှာရင်ရှိကအဖြတ်ခံရတဲ့ driver နဲ့ခြားနာချက်ပါ။အချုပ်ပြောရရင်တော့တစ်ဖက်သားရဲ့ပိုင်တဲ့နေရာကိုဝင်ရောက်ရာမှာလက်ခံတာကန့်ကွက်တာဟာခင်ဗျားရဲ့လေးစားမှုအရေးထားမှုအပေါ်တည်ပါတယ်။ပျော်ပျော်နေသည်ခဲဆိုတဲ့လူတစ်ယောက်ကလမ်းပေါ်မှာတွေ့သမျှလူကိုကြောပုတ်ခေါင်းပုတ်နဲ့လှုပ်လာရင်ဒါမှမဟုတ်စကားပြောရင်းကတို့လားစိတ်လားလှုပ်နေရင်ဘသူမှသူ့ကိုသဘောကျမှာမဟုတ်တာအမှန်ပါပဲ။ဘာပဲဖြစ်ဖြစ်လူမှုဆက်ဆံရေးမှာဘလူးစီးလူစီးဆိုသလိုပိုင်တဲ့နယ်ပယ်အကျက်အဝန်းတွေခွဲခြားထားတာကိုအတိမတ်ပြုပြီးကြိုတင်နားလည်မှုတွေရှိထားရင်ဘယ်နေရာမှမဆိုအဆင်ပြေနိုင်ပါတယ်။အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တွေးဆုံတဲ့အဖြစ်အပျက်တစ်ခုကိုမျက်လုံးထဲပုံဖော်ကြည့်ရအောင်။အမျိုးသားရောအမျိုးသမီးပါမြို့သားတွေဖြစ်ကြပြီးအမျိုးသားကအမျိုးသမီးရဲ့ယဉ်ကျေးမှုရအောင်ချင်းကပ်နေပါတယ်။အမျိုးသားဘက်ကယဉ်ကျေးမှုနယ်ပယ်ကအမျိုးသမီးထက်ပိုကျင်းနေပြီးအမျိုးသမီးရဲ့ပိုင်နက်တွေကိုမတိမတာကျူးကျော်ဝင်ထားပါတယ်။အမျိုးသားဟာယဉ်ကျေးမှုနယ်ပယ်ကျင်းကျင်းလေးသာသတ်မှတ်တဲ့လူမျိုးတစ်မျိုးဖြစ်ပုံရပါတယ်။အမျိုးသမီးကတော့ယဉ်ကျေးမှုနယ်ပယ်ကိုခက်လန်းလန်းလေးခွာပြီးခက်ကြဲကြဲယူထားတတ်တဲ့ဒေသမှာကြီးပြင်းခဲ့ရဟန်တူပါတယ်။ရိုးစင်းတဲ့မိခွန်းလေးတချို့ထုတ်ပြီးဆက်လီလာကြည့်လိုက်ရင်သူတို့ရဲ့အခြေအနေမှန်ကိုသိလာရမှာဖြစ်ပြီးခမားအဖို့လဲတစ်ဖက်သားကိုနားမလဲပါမလဲနဲ့အနှောက်အယှက်ပြုမိတဲ့အမှားမျိုးကနေရှောင်လွဲနိုင်မှာသိချပါတယ်။